မင်္ဂလာပါကျွန်တော်ဂျွန်ကိုပါဒီဗီဒီယိုမှာတော့ laptop တွေမှာကင်းကြီးရဲ့အခါကျရင်ဖြည့်ရှင်းလို့ရမယ်နီလန်ကောင်းတစ်ခုကိုပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Microsoft Store ကိုတွားပေးပါ Microsoft Store ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ PowerDoin ဆိုပြီးတော့မှ search bar မှာရှာပေးပါOkay ဆိုတော့ဒီကောင်လေးပေါ့နော် Microsoft PowerDoin ဆိုတဲ့နာမည်လေးနဲ့ဆိုတော့အဲ့ကောင်ကျွန်တော်တို့က install လုပ်ပေးရမှာအဲ့တော့ကျွန်တော်ဒီမှာ install လုပ်ထားပြီးသားဆိုတော့ open လို့ပေါ်နေရဆိုတော့ဒီကောင်ကိုကျွန်တော်တို့ install လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ computer ကို restart လုပ်ပေးပါ restart လုပ်ပြီးတော့မှ power ပြန်တက်လာတဲ့အခါကျရင်ကျွန်တော်တို့ပထမအဆုံးအနေနဲ့ PowerDoin နဲ့ဝင်ပေးမယ်အဲ့တော့ search bar မှာကျွန်တော် PowerDoin ဆိုပြီးရှာလိုက်မယ်ဒီကောင်းရဲ့ကျွန်တော်တို့မှာ search bar တွေ့ရပါတော့အဲ search bar မှာကျွန်တော် keyboard manager ဆိုပြီးတော့မှရိုက်ရှာလိုက်မယ်အဲ့တော့ keyboard manager ရဲ့ကျွန်တော်ဝင်ပေးမယ်ရောက်သွားပြီဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့က enable လုပ်ပေးဖို့လိုတယ်ဖွင့်ပေးဖို့လိုတယ်ဟုတ်ပြီအဲကောင်ဖွင့်ပေးပြီဆိုရင်ကျွန်တော်တို့ဒီမှာအောက်က remap a key ဆိုရဲတဲ့ကိုထပ်ဝင်ပေးပါဆိုတော့ဒီအဆင့်မှာတော့ကျွန်တော်တို့က add key remapping ဆိုတဲ့ကောင်ကိုရွေးပေးပါဟုတ်ပြီဆိုတော့ဒီမှာကျွန်တော်တို့က disable လုပ်ချင်တဲ့ key ကိုရွှေ့ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့က key ကြီးရဲ့ပြဿနာကဘာကြောင့်လဲဆိုတော့ key တစ်ခုရဲ့ function ကအလုပ်လုပ်နေလို့အလုပ်လုပ်နေတဲ့ keyboard ရဲ့ function ကိုကျွန်တော်တို့က disable လုပ်လိုက်မယ်ဒါဆိုရင်အဲ့ key ရဲ့ key ကအလုပ်မလုပ်တော့ဘူးဆိုတော့ဒီလိုမျိုးနဲ့ကျွန်တော်တို့က key ကြီးရဲ့ပြဿနာကိုဖြေရှင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ key ရဲ့ key ကိုကျွန်တော်တို့ဒီမှာအရင်ဆုံးရွှေ့ပေးရမယ်ပေါ့နော်အဲ့ကျွန်တော်တို့ဒီဘက် channel မှာ select အောက်ကဘာတစ်ခုရှိရဲအဲ့မှာကျွန်တော်တို့ key ရဲ့ key ကိုရွှေ့ပေးမယ်အဲ့တော့ကျွန်တော်ဒီမှာပေါ့နော် A key ကညှိရဲဆိုရင်ညှိရဲ့ A ဆိုတဲ့ key လေးကိုကျွန်တော်ရွှေ့လိုက်မယ်အဲ့တော့ A ဆိုပြီးတော့မှ keyboard ကနေကြိုက်လိုက်မယ်ဒါဆိုရင်ဒီမှာ A ဆိုပြီးတော့မှတက်လာပြီအဲဆိုအဲ့ကောင်ကျွန်တော်တို့ဆက်လက်မှတ်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက် channel မှာအဲ့တော့ဘာလုပ်ပေးရမလဲဆိုတော့ကျွန်တော်တို့ keyboard ကနေပြီးတော့ disable ဆိုပြီးတော့မှရိုက်ရှာပေးပါအဲ့တော့ disable ဆိုပြီးတွေ့ပြီအဲဆိုအဲ့ဒါကိုရွှေ့လိုက်ပါပြီးပြီဆိုရင်ကျွန်တော်ဒီဘက်မှာညာဘက်တောက်မှာ okay ဆိုတာရှိရယ်ဒီ okay လေးကိုရွှေ့ပေးလိုက်ပြီးရင် continue anyway ဆိုပြီးထည့်ရွေးပေးပါ okay ဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ A ဆိုတဲ့ key လေးကိုကျွန်တော်တို့ disable လုပ်ပြီးပြီအဲ့တော့ကျွန်တော်တို့ notepad ဖွင့်ပြီးတော့မှပြန်ရိုက်ပြမယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ A ဆိုတဲ့ key ကိုကျွန်တော် keyboard မှာရိုက်လိုက်မယ်ဆိုလို့ရှိရင်ရိုက်လို့လုံးဝမရတော့ဘူးဆိုတော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ A key ကိုကျွန်တော်တို့ပိတ်ထားပြီးပြီပေါ့နော်အဲ့တော့အခုပြပေးရဲ့နီလန်နဲ့ကျွန်တော်တို့က keyboard မှာညှိနေတဲ့ key ကိုရွေးပြီးတော့မှ disable လုပ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ A key ကမညှိတော့ဘူးဆိုတော့ဒီအခါမျိုးမှာကျွန်တော်တို့ workflow တွေပို့ပြီးကောင်းအောင်မယ် key ညှိရဲဆိုတာဗျာပြောရရင်စိတ်နှောက်ယှက်ဖြစ်ကြတယ်ဒါကိုကျွန်တော်တို့ key ညှိဘူးတဲ့သူတွေပဲသိလိမ့်မယ်ဒီအတွက်ကြောင့်မို့လို့ကျွန်တော်ဒီဗီဒီယိုလုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ် key တစ်ခုနဲ့ကျွန်တော်ဆန်းပေးမယ်အဲ့အတွက်ကျွန်တော် remap a key ထဲမှာထပ်ဝင်မယ်ပြီးရင် add key remapping ကိုထပ်နှိပ်မယ်ပြီးရင်နောက်ထပ်ညှိနေတဲ့ key ကဆိုပါစို့ slash bar ပေါ့နော်ဘယ်လိုမျိုးညှိနေရလဲဆိုတော့ကျွန်တော်တို့အခုဒီမှာပေါ့နော်ဒီလိုပုံစံမျိုးကြီးညှိနေတယ်ဆိုတော့အဲ့ပြဿနာကိုကျွန်တော်ဖြေရှင်းတဲ့နည်းကိုပြပေးမယ်ဒီ slash အောက်က bar လေးမှာထပ်ပြီးတော့မှ slash ဆိုပြီးရွှေ့ပေးရမယ်အဲ့တော့ keyboard ကနေပဲ slash ဆိုရဲ key ကိုရိုက်လိုက်ပေါ့နော်အဲ့တော့ဒီမှာတွေ့ပြီအဲ့ပထမဆုံးတွေ့ရကောင်မဝင်နဲ့အောက်နည်းနည်း scroll down လုပ်လိုက်ဒီမှာတွေ့ပြီဒုတိယတွေ့ရ slash bar လေးအဲ့ကောင်ကို select လုပ်ပြီးပြီဆိုရင်ကျွန်တော်ဒီဘက်မှာပုံမှန်ထုံးစံအတိုင်းပဲ disable လုပ်ပြီးအကောင်လုံးရွေးပြီးပြီဆိုရင်ကျွန်တော်အမှ okay ကိုထပ်ပြီးနှိပ်ပေးပါ continue anyway okay ဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ slash bar လေးကိုကျွန်တော်တို့ disable လုပ်ပြီးပြီဒါဆိုရင် a key ကမညှိတော့ဘူးเนาะအဲ့တော့ဒီမှာကျွန်တော်ရိုက်လိုက်မယ်ဆိုရင် slash bar ကိုလုံးဝရိုက်လို့မရတော့ဘူးအဲ့တော့ညှိနေတဲ့ key ကိုကျွန်တော်တို့က disable လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ key တွေကိုကျွန်တော်တို့အသုံးလိုတဲ့အခါမျိုးမှာပြန်ပြီးတော့မှ enable လုပ်မယ်ပြန်ဖွင့်မယ်ပေါ့အဲ့လိုဖွင့်လို့ရမယ့်နည်းလမ်းကိုကျွန်တော်ဆက်ပြီးပြပေးမယ်remap a key ကိုကျွန်တော်တို့ဝင်လိုက်မယ်အဲ့တော့အဲ့ညှိနေတဲ့ key ကိုကျွန်တော်ဒီမှာခုရွေးထားရပေါ့လေဒီ key ကိုကျွန်တော်ပြန်သုံးကျင်တယ်ပေါ့ဒါဆိုရင်သူ့ရဲ့ဘေးက delete icon လေးရှိရယ်ဒါကိုကျွန်တော်တို့ဖြတ်ပေးလိုက်မယ်အဲ့ key ကိုအဲ့ဆိုရင်ဒီ list ထဲမှာဒီ key မရှိတော့ဘူးပေါ့နော်အဲ့ key ကိုကျွန်တော်တို့က disable လုပ်တာကနေပြီးတော့ပြန်ပြီး enable လုပ်လိုက်တယ်ပြန်ပြီးဖွင့်လိုက်တယ်ပေါ့နော်ပုံမှန်တိုင်းပဲပြန်သုံးလို့ရမယ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ okay ဆိုတာရှိရယ်ဒါလေးကိုရွေးပေးမယ်ပြီးရင် continue anywayဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ခုနက A ဆိုတဲ့ key ပေါ့ဗျာအဲ့တော့ A ဆိုတဲ့ key ကိုကျွန်တော်တို့ပြန်ပြီး enable လုပ်လိုက်ပြီးဒါဆိုပြန်သုံးလို့ရသွားပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ရိုက်ကြည့်မယ်ဆိုလို့ရှိရင် A ဆိုတဲ့ key ကိုကျွန်တော်ပြန်ပြီးတော့မှအစားသုံးလို့မရတာနေပြီးတော့ပြန်သုံးလို့ရသွားပြီဒါပေမဲ့ဒီ key ကညှိနေရပေါ့နော်အဲ့တော့ဆိုရင်ကျွန်တော်ပြန်ပြီး disable လုပ်ထားအကြိမ်ပြန်ပြီးအသုံးလိုလာတဲ့အခါကျတော့မှသာလျှင်သူ့ကိုပြန်ဖွင့်ပြီးတော့မှသုံးပေါ့နော်ဆိုတော့ဒီလိုမျိုးနည်းလမ်းနဲ့ကျွန်တော်တို့ key ညှိရဲ့ပြဿနာကိုဖြေရှင်းလို့ရတယ်အားလုံးပဲအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်